ညာဘက်အကျော်တွေတက်ပြီးတော့အိတ်မပျော်တဲ့သူတွေရှိလားထေးရဲ့အမေဆိုလို့ရှိရင်လေနေဘက်ဆိုလို့ရှိရင် तू ကနေကောင်းတယ်နေလို့ထိုင်လို့ကောင်းတယ်ညာဘက်ရောက်ပြီဆိုတာနဲ့လေ तू အိတ်ချင်ပေးမဲ့လေဘာဖြစ်လာလဲဆိုတော့ခြေသလုံးတွေအကျော်တက်လာတာညစ်နှမ်းမှလေအကျော်တွေတက်လာတယ်အိတ်မရဘူးအိတ်မပျော်ဘူးအဲ့လိုမျိုးဖြစ်လာတာပေါ့နော်အကျော်တွေတက်လာပြီဆိုရှင်ဘာလို့လဲဆိုတော့ဒီလိန်ဆေးတွေလိန်ရတယ်နောက်တစ်ခုတက်နေပေးရအဖေဆိုလို့ရှိရင်ခဏခဏတက်နေပေးရတယ်ပေါ့နော်ဒီခြေသလုံးတွေအကျော်တက်တယ်အိတ်မရဘူးတခါလေကြာရှင်ဘာဖြစ်လဲသိလားညာဘက်အိတ်ရောက်မှာတော့လေသူ့စိတ်ထဲမှာဘလို့ဖြစ်လဲကြောက်နေတာပေါ့နော်ဒီအကျော်တွေတက်လာမလားဟဲဒီညရောအိတ်ရပါမလားဟဲဆိုပြီးတော့စိုးရိမ်နေတာအဲ့လိုမျိုးပုံစံမျိုးပေါ့ပြီးလို့ရှိရင်သူကလေညာဘက်ကျတော့အကျော်တွေတက်တယ်အဲ့လိုမျိုးလိမ့်စီးတွေလိမ့်ပြီးအိတ်ရတယ်ကြည်တလုံးတွေဆိုလို့ရှိရင်ပူထူးနေတာပဲအဲ့လိုမျိုးပေါ့မနဲ့မိုးလေးကနေမှသူအိတ်ပျော်သွားတာမျိုးတွေလည်းရှိတယ်ပေါ့နော်မနဲ့အိတ်ရထားပြီးဆိုပြောပြီးအမေဆိုလို့ရှိရင်လေညအိတ်မရဘူးခြေထောက်တွေအကျော်တက်တာဒီလားနေဖေးဆိုထပြီးတော့နင်းပေးရတယ်လိမ့်စီးတွေလိမ့်ပေးရတယ်နော်မနဲ့မိုးလေးပိုင်းမှာအိပ်ပျော်သွားတာမျိုးဒီလိုမျိုးတွေခဏခဏပြောတယ်ပေါ့နော်ပြီးလို့ရှိရင်လေသူ့ပုံစံကြည့်ပြီးဆိုရှင်အိပ်ရေးမွားသလိုမျိုးမလန်းဆန်းပေါ့နော်အဲ့လိုမျိုးတွေဖြစ်တာအဲ့လိုမျိုးအကျော်တွေတက်ပြီးတော့ညဘက်လေအိပ်မရတဲ့သူတယောက်နော်တခါကြလို့ရှိရင်လေထိုင်ပြီးတော့ငိုချင်လောက်အောင်သူခံစားရတယ်ပေါ့နော်အကျော်တွေတက်တယ်ဆိုတာကိုလေကိုရီးယားကျတော့ခဏပဲအကျော်တက်တာသူကကျတော့အကြာကြီးချစ်သလုံးတွေအကျော်တက်လာပြီဆိုလုံးဝအိပ်မရတော့အဲ့လိုမျိုးလူတယောက်ကထေးစီကနေပြီးတော့ထေးတိုက်တဲ့ဒီအာယုံကျော်ယူနေလက်ဖက်ချောင်လေးကိုတောက်ပြီးနောက်ပိုင်းမှာညာဘက်ဆိုနေ့ချာအိပ်ပျော်လာတာဒါတကယ်ကိုမှကိုတွေ့နော်ထေးကိုတိုင်းဒီယူနီလက်ပတ်ချောက်လေးကိုထေးကမနေ့တိုင်းတောက်တဲ့အတွက်ကြောင့်မလို့အမေကလေညာဘက်အကျိုးတွေတက်ပြီးအိမ်မရအောင်ဆိုတော့အမေအဲ့ဒါဆိုလို့ရှိရင်တော့ဒီယူနီလက်ပတ်ချောက်လေးတောက်ကြည့်ဒီလက်ပတ်ချောက်လေးကကြတော့အကျော်တက်တာတွေညာဘက်အိမ်မပြောတာတွေအတွက်သူကကောင်းတယ်သူကအာရုံကျော်ကိုအားဖြစ်ပြီးတဲ့ဖြစ်ဆွတ်စာဆိုတော့လေလူကြီးတွေအတွက်လည်းအဆင်ပြေတဲ့အတွက်ကြောင့်မလို့ထေးကလေအမေကိုမနေ့တိုင်းသူအိယာထအစာပြေစားပြီးတဲ့အချိန်မှာရင်နွေးလေးနဲ့စိန်ပြီးတော့အမြဲတမ်းတိုက်တယ်အဲ့လိုတိုက်ပြီးတော့3ရက်4ရက်မြောက်မှာဆိုလို့ရှိရင်ပြန်ပြီးအိပ်ပျော်လာတာသမီးရတဲ့ဒီညတော့အိပ်ရတယ်တိလားတဲ့အမေတဲ့အကျော်တွေမတက်တော့ဘူးတဲ့အိပ်ပျော်လာတယ်ပေါ့နော်အရင်လိုအကျော်အကြာကြီးမတက်တော့ဘူးခဏပဲပေါ့နောက်တစ်ရက်သူစက်တိုက်တောက်လိုက်တဲ့အခါကျတော့တလားစာမကုံခင်မှာနေအကျော်တက်တိုင်တက်တာသွားတယ်ညဘက်ဆိုရင်နှစ်ချက်အိပ်ပျော်တယ်မနဲ့အိပ်ရထားတဲ့ခါမှာသူစိတ်ကြည်လင်တာပေါ့နော်အိမ်ဝါတယ်လို့မျိုးခံစားရတယ်အဲ့တော့လေအမေကလေအရန်ဝမ်းတာတယ်ထေးတိုက်နေတဲ့ဒီယူနီချန်ဖြစ်ဆွတ်စာလေးကိုသူတောက်တဲ့အခါမှာလေသမီးရတဲ့အကျော်တက်တိုင်လည်းတက်တာသွားပြီးညဘက်ဆိုလေအိပ်ပျော်လာတယ်ဆိုတော့စကားကိုပြန်ကြားရတယ်ပေါ့နော်အဲ့တော့ထင်းလို့ဆိုလို့ဝမ်းသာတာပေါ့နော်ကို့အမေသက်သာတယ်ဆိုတော့လေအဲ့တော့ခုချိန်ထိထင်းဆိုလို့ရှိရင်ဒီယူနီချန်ဖြစ်ဆွတ်စာလေးကိုထင်းအမြဲတမ်းတိုက်နေတာမနေ့တိုင်းပုံမှန်အမေကိုတောက်ခိုင်းနေပေါ့နော်အဲ့တော့ထေးအမေလိုမျိုးပဲအကျော်တက်ပြီးတော့အိမ်မရတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ယူနီချန်ဖြစ်ဆွတ်စာလေးကိုတောက်ကြည့်စီခြင်းပါတယ်